ပူတယ်ဟဲ့မောင်မင်းမင်းကအင်္ဂါရေးပြီလားလုပ်ပြီးပြီလေဟာတော်လိုက်ကြကွာဘာလို့ရေးထားလဲဟောအဲ့ဒါအင်္ဂါမလောပါသေးပါလို့ရေးထားတယ်ဟမ်အဲ့ဒါကဘာအင်္ဂါလဲဆရာကအင်္ဂါလုပ်ပြီးမနေ့ပြန်ကြည့်လာပါလို့ပြောတယ်လေအဲ့ဒါကြောင့်လားငါအင်္ဂါလုပ်ပြီးကြည့်လာတာအင်္ဂါဘာမှမလုပ်ရဘူးလားမင်းတွေ့တော့တော်တာပဲအေးဒါပေမဲ့ဆရာကမနေ့ကကြောင်းဝင်လာဖို့လေပြောထားသေးတယ်အဲ့ဒါရလောက်မလားမလုပ်ဘူးလေဘာလို့လဲကြောင်းလာရင်ဆရာနဲ့တွေ့ရမှာဆိုတော့ဒါဆိုမင်းကစာမတော်တာမဟုတ်ဘူးပဲဘာလို့လဲကြောင်းမတက်ချင်တဲ့နေရာမှာတော်တော်တော်တာမင်းကော်ဖီခေါင်းလျှော်ရည်တဘာဝကဖမ်းတက်ဖြင့်စံသားကိုအားဖြည့်ပါအခုပဲစမ်းသုံးကြည့်လိုက်ပါ